ဘဝမှာလူတချို့ကကိုစောင့်နေတော့ကိုကလက်မကြည့်ခဲ့ဘူးဒါပေမဲ့သူတို့ပြန်လာတဲ့အချိန်ကျတော့ကိုကအရင်လိုမစောင့်နိုင်တော့ဘူးဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အချိန်ရဲ့တန်ဖိုးကိုနောက်ကျမှနားလည်ခဲ့တဲ့လူနှစ်ယောက်ရဲ့အကြောင်းပါခေါင်းစဉ်လေးကသူပြန်လာတဲ့အချိန်မှာကျွန်တော်ကမစောင့်နိုင်တော့ဘူးတဲ့လွန်ခဲ့တဲ့9နှစ်ကမေဆိုတဲ့မိန်းကလေးတယောက်ဟာနေ့တိုင်းကျွန်တော်ကိုဖုန်းဆက်တယ်ထမင်းစားပြီလားအလုပ်ပင်ပန်းလားစောစောအိမ်နော်အဲ့ဒီစကားလေးတွေကိုအဲ့ဒီအချိန်ကကျွန်တော်အလေးမထားခဲ့ဘူးတခါတလေဖုန်းတော်မကင်ဖြစ်ဘူးစာလည်းမပြန်ဖြစ်ဘူးဒီနေ့မိကမိတယ်ကိုကလေးကကိုအတွက်အရေးပါသေးရဲ့လားကျွန်တော်ကဘာလို့မင်းနေတာလဲငါအလုပ်များနေတာမင်းမမြင်ဘူးလားလို့စိတ်တူပြီးပြောလိုက်တယ်အဲ့ဒီနေ့ကအမေငိုခဲ့တယ်ဒါပေမဲ့ကျွန်တော်မသိခဲ့ဘူးရက်တွေကြာလာတော့မေဖုန်းမဆက်တော့ဘူးစာမပို့တော့ဘူးစိတ်မဆိုးတော့ဘူးကျွန်တော်ထင်ခဲ့တာကသူမနားလဲသွားပြီပေါ့တကယ်တော့သူမလက်လျှော်လိုက်တာပါနောက်ဆုံးသူပို့ခဲ့တဲ့ message လေးကကိုကလေးမပင်ပန်းကျင်တော့ဘူးတဲ့ကိုမချစ်လို့ထပ်သွားတာမဟုတ်ဘူးခလေးတယောက်တည်းချစ်နေရတာပင်ပန်းလို့ပါအဲ့ဒီ message ကိုကျွန်တော်ဆက်ခရင်လုပ်ပြီးစင်းလုပ်ပြီးဘာမှပြန်မဖြေခဲ့ဘူး9နှစ်ဆိုတဲ့အချိန်ကအယမ်းမြန်တယ်ကျွန်တော်လုံးမအောင်မြင်လာတယ်ကားကောင်းတစ်စီးရှိလာတယ်အိမ်ကောင်းတစ်လုံးရှိလာတယ်ဒါပေမဲ့ပျော်ရွှင်မှုတော့မရှိဘူးညာတိုင်းဖုန်းကယ်လာရီတဲ့ကသူမရဲ့ဓာတ်ပုံတွေကိုပဲကြည့်နေမိတယ်ဒီနေ့လမ်းမတစ်ခုမှာမေကိုပြန်တွေးလိုက်တယ်သူမရဲ့လက်ထဲမှာ3နှစ်အရွယ်ကလေးလေးတယောက်ဘေးမှာသူမရဲ့ခင်မွန်းဖြစ်မဲ့လူတယောက်သူမကအယမ်းပျော်နေတယ်အဲ့ဒီအပြုံးကတချင်ကကျွန်တော်အတွက်ဖြစ်ခဲ့ဘူးတဲ့အပြုံးပဲကျွန်တော်ရဲတင်းတင်းသွားနှုတ်ဆက်လိုက်တယ်မေသူမလှည့်ကြည့်တယ်ခဏလေးအံ့ဩသွားပြီမဲ့ပြုံးပြီးနေကောင်းရဲ့လားလို့မေးတယ်ကျွန်တော်ပြန်မဖြေနိုင်ဘူးရင်းထဲမှာပြောစားတယ်အများကြီးရှိနေပြီမဲ့နှုတ်ကထွက်မလာဘူးမိကအေးလေးပြောတယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်အံ့ဩသွားတယ်ဘာအတွက်လဲသူမပြုံးပြီးကိုကြောင့်ကိုတမိုးထားတဲ့သူကဘလို့လူမျိုးလဲဆိုတာကလေးသိသွားခဲ့တယ်အဲ့ဒီစကားကဓာတ်တစ်ချောင်းထက်ပိုနာကျင်တယ်သူမလက်ထက်သားတယ်ကျွန်တော်မတားတော့ဘူးတားပိုင်ခွင့်လည်းမရှိတော့ဘူးလေဘာလို့လဲဆိုတော့တစ်ချိန်ကသူမကျွန်တော်ကိုမဆုံးရှုံးခြင်းလို့အချိန်ချင်းကြိုးစားခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ကလက်မကြည့်ခဲ့ဘူးအခုတော့သူမပြန်လာခဲ့တယ်ဒါပေမဲ့ပြန်လာတာကနှုတ်ဆက်ဖို့ပဲလူတယောက်ကအသင့်ကိုအချိန်ချင်းရွေးချယ်နေတော့သူ့ကိုတန်ဖိုးထားပါသူလက်ဆော့သွားတဲ့နေ့ကြမှာပြန်ခေါ်ဖို့ကြိုးစားရင်နောက်ကျသွားနိုင်တယ်အချစ်ဆိုတာအမြဲစောင့်နေတာမဟုတ်ဘူးနှလုံးသားတစ်ခုလည်းအယမ်းပင်ပန်းလာရင်ဒီနေ့လက်လွတ်တတ်တယ်ဒါကြောင့်ဒီနေ့သင်ကိုချစ်နေတဲ့သူကိုမရက်ပြန်အထိမဆောင်ခိုင်းပါနဲ့ဘာကြောင့်လဲဆိုတော့အချို့လူတွေကပြန်လာတတ်ကြပြီမဲ့အရင်လိုမပိုင်ဆိုင်နိုင်တော့ပါဘူးကျွန်တော်ဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ profile လေးကမိတ်ဆွေအတွက်ဘူးစားစုံတရားရစီတဲ့ဆိုရင်ကျွန်တော်ရဲ့ KFU channel လေးကို subscribe လုပ်တာပြီးဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်